အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အပြုံးကရွာကထည့်ပေးလိုက်တဲ့အလူငပိစီကျော်လေးရဲ့ကျဲဥကျော်လေးရဲ့တိုးစရာရဲ့ရွရွရှင်းရှင်းလေးပကတနာမပါတဲ့ထမင်းဝိုင်းလေးပေါ့နော်ထမင်းစားပါမရှင်ပြီးရင်တော့ဒါလေးကတော့ရှမ်းတန်ရဝေးလာတာပေါ့နော်သူကပြက်သွေးကလေးရဲ့ဝသားပြားလေးကိုအရွက်တစ်မျိုးနဲ့ဟင်းညွှန်ချက်ထားတာပေါ့နော်အဲ့ဒါလေးနဲ့စားပါမရှင်ကဲပြုံးနဲ့တူတူလိုက်စားကြပါအောင်ရှင်ဒါလေးကတော့အလူငပိစီကျော်လေးပေါ့နော်အပြုံးကဘက်တွေမှာအလူလုပ်ပြီးဆိုရင်တော့ငပိစီကျော်နဲ့ဆန်လိုမျိုးဟင်းညွှန်လို့ပါတော့မပါမဖြစ်ပေါ့နော်အလူငပိစီကျော်လေးနဲ့ထမင်းနဲ့နင်းလိုက်အောင်မနော်ဘဝကိုမှုေးနေရမယ်ကဲစကြပါအောင်ရှင်ပြောရတော့ရှင်ဆွဲပြီမှုေးနာမယ်ဒီလေးကိုလုံးဝမှုေးနာအရသာလည်းလုံးဝခိမိကိုပြောလို့ပါမအလူတော့မင်းလာတော့လို့ဆိုရင်ဒီငပိစီကျော်နဲ့ဆန်မျိုးဟင်းညိုကတော့မပါမဖြစ်ကလေးလူကြီးအကုန်ကိုကြိုက်တယ်ပြောလို့လဲမြန်မာပြည်ပစ္စည်းမှာမယ်ဆိုငပိစီကျော်မပါမဖြစ်ပေါ့နော်တို့တရားထုံးတယ်နဲ့ပြောစကားဒါတော့ကြက်သွေးကလေးတွေချက်တာကြက်သွေးကဝတ်သားပြားလေးရဲ့ဟင်းညွှန်ချက်ဝတ်သားပြားလေးနဲ့ချက်တာချိုလေးဒီရွက်ကဘာရွက်လဲတော့မသိအရင်ဝယ်တောက်တဲ့ဟာတွေကတော့မြင်းခွာရွက်လေးနဲ့ချက်တာဒါကတော့ဘာရွက်လဲမသိဒါလေးကတည့်တိကလေးတယ်ချင်းချင်းချိုလေးပေါ့အရင်ထမင်းစားလို့ကောင်း